ငါဒေါသထွက်တိုင်းငလေရင်းရလှုပ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့တို့တင်လိုက်တဲ့အချိန်မှာအဲ့လောက်ထိ share ပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတာအမေရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတာကနေဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလေသူမဒေါသထွက်ရင်ငလျင်လှုပ်တယ်ဆိုပြီးမီဒီယာရှစ်ထွက်ပြီးအရှက်မရှိပြောပြလာတဲ့နဂါးရောင်ရောင်တိုက်ရောင်ရောင်ဖြစ်နေတဲ့အေမီဆန်ကိုမင်းညပိုင်းကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပေါ်တယ်ပရိသတ်ကြီးအားလုံးမြင်ကြပါတုတ်ပီ channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပေါ်တယ်။ online ပေါ်မှာနာမည်ကြီးဖို့အတွက်ငကတိုက်မှရောက်ရှိလာသူမသိသူမတတ်တာမရှိတဲ့အေမီဆန်ကတော့28ရက်နေ့ကမြန်မာနိုင်ငံတွင်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်စိတ်တော့ကမျိုးစုံရောက်နေတဲ့ပြည်သူတွေကိုမှအာမနာပဲယူးကြောင်ကြောင်အကွက်ရွှေ့လိုက်တယ်။နဂါးယူတိုက်ယူအေမီဆန်ကတော့ငလျင်လှုပ်ခတ်ပြီးနောက်နေ့မှာပဲအင်တာဗျူးဖြေခဲ့တာဖြစ်ပါတယ်။သူမပြောဆိုခဲ့တာကတော့သူမစိတ်ဆိုးရင်ငလျင်လှုပ်တယ်ဆိုပြီး online မှာနာမည်ကြီးဖို့အတွက်ပောက်ကရတွေပြောဆိုလာတဲ့အေမီဆန်ကိုမင်းညပိုင်းကပဲဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ပရိသတ်ကြီး